အဲ့တွေ့ကျွန်တော်အစီအစဉ်မှာကျွန်တော်နောက်ဆုံးအနေနဲ့တယောက်ထဲလားဆိုတဲ့အချိန်လေးတစ်ပုဒ်ကိုနားဆင်လားထဲလာမေတော့ကိုတယောက်ထဲပါမချင်တာသူဂိမ်းမင်းအဝဲသွားတဲ့အခါတယောက်ထဲလာမေတော့ငါတယောက်ထဲပါမင်းချောင်းကိုတွင်နေရင်နဲ့လော်လာဒီမြေဤကမ္ဘာလောကပြိုကွက်သွားရင်ကောင်းကင်လဲဟင်းလေးပြင်းမဲ့ဖြစ်လိမ့်မယ်ညတွေကအစစ်လို့ယုံစားလိုက်မယ်ချစ်သူထားခဲ့တဲ့လေစားခြင်းများလဲဟုတ်တယ်လားတယောက်ထဲလာမေတော့ငါတယောက်ထဲပါလူဆိုတာဟာရုပ်ဝတ္ထုမဟုတ်ပါ everybody တယောက်ထဲလာမေတော့ကိုတယောက်ထဲပါမင်းချမ်းမို့တွေ့နေရင်နဲ့လောလာစင်ပြေရမလားအားလုံးပြောနေမယ်လို့မျှော်လင့်ပါတယ်ဒီမြေဤကမ္ဘာလောကပြိုကွက်သွားခြင်းကောင်းကင်လဲဟင်းလေးပြင်မဲ့ဖြစ်လိမ့်မယ်တော့ပညာတွေကအစစ်လို့ယုံစားလိုက်မယ်ချစ်သူထားခဲ့တဲ့လေစားခြင်းများလဲဟိုတိုင်းတော့ခဏလေးပါတယောက်ငါတယောက်ထဲပါလူဆိုတာဟာအတန်နေချားခြင်းလို့ပါတယောက်မိတ်ကလေးကြီးဝေးကွာသွားလဲဒို့ချင်မ Okay နောက်တစ်ခါ one more တယောက်လူဆိုတာဟာရုပ်ဝတ္ထုမဟုတ်ပါ Come on everybody တယောက်ထဲလာမင်းချမောတွဲနေရင်လည်းလောတယ်ကွာအညာလောပါThank you ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်